ရှာအဲ့လိုပျော်ရှာနေရဲ့ချစ်အေးပြီးစိတ်နေတဲ့သူ့ရဲ့လက်ပြလေးဟာရမ်းချမ်းလို့ကိုကိုတဲကိုဖတ်ထားပေးပါလက်ဘူးကိုနမ်းလို့ရှိရင်ရှက်သွားသေးတာမိုးရရမ်းရွာလို့ဝင်လာဘူးတဲ့တဲအောင်မလေးနောက်ပြီးသူကကြောက်တဲ့သေးရဲ့တဲချောင်းမလေးတဲချောက်တက်တဲ့ကောင်းမလေးကိုဖျဲချောက်တာတွေခြေတော့မှရှို့နေအများကြီးပဲအိမ်ရောက်လို့ရေးမသိရင်သူပြောတာကျွန်တော်ကိုဝဲပေါပါစေနှစ်ယောက်သားတူတူချူရှင်မတက်ပဲစပိန်တီးနဲ့ရဲကွာပတ်ပြီးပြေးတာပဲအိမ်ပြန်နောက်ကြရင်မေမေပေပေစုမကြောက်လို့တဲ့တပီတွေးပါနဲ့မိုးတွေချုံနေပြီးထွန်းကြည့်တော့အားမရှိဘူးပါလာတဲ့ဒမ်မီလေးဟာလေအိမ်နာရောအရန်ချစ်လာလို့ကျွန်တော်ပတ်ပြီးမေးတာပဲ Yo ပတ်ပြီးမေးတာပဲညနေဆောင်ရင်ရေတွေကြာကြီးလောက်ချုံလို့ပြီးရင်ပြည့်ပြန်ပြီးနာစီချောင်းစို့ကျွန်တော်ရင်တွေ့နေပင်မဲ့မင်းကိုကြိုက်ခဲ့တဲ့ချစ်စိတ်ကူတဲ့သူမကြိုက်တာတွေစားရင်တွေ့တဲ့ပစ္စည်းတွေနဲ့ပြစ်ပိတ်ထူလဲနောက်ဆုံးမိသီးကရခဲ့တဲ့လမ်းဝဲကြမယ်ဆိုတဲ့နှစ်သိစုပဲ Yo ပထမရက်ပျော်ရွှင်ကြများတော့ဒုတိယရက်မှာတော်ရင်လာသွားတာတွေ့ချင်လို့ဖုန်းဆက်ပြီးခေါ်ရင်မလာထားပါမိုးနဲ့မင်းကြီးရဲ့ကျွန်တော်တို့နှစ်ယောက်ခွဲခဲ့တယ်မော်ပညာများတော့လေသူနောက်တစ်ယောက်ထားတာမှန်တယ်တော့လုံးလဲကျွန်တော်ထင်တာမမှားပါပဲမင်းပြောတော့အိမ်မှာဆိုဘာကြောင့်နောက်တစ်ယောက်နဲ့ပြင်ထွက်ပြီးဖွေးဒီထဲမှာချီထားတဲ့တန်ရောတင်ကျိုးနင်းပြပြပြေမိုးချင်တဲ့ကြိုင်ငါမလို့လို့ရင်ပတ်ကြည့်ဆွေပတ်သက်မှုတွေမေးပြလိုက်ပါဆိုတော့စကားတစ်ခုနဲ့ကြုံမှာရှင်းလျက်ကြီးဝေးမင်းရှင်းငါတယောက်တည်းဆက်ပြီးနေတဲ့မင်းမတော်ကိုပွင့်ကြည့်တဲ့ချင်ပြင်းမှာ PSC ရဲ့လက်မင်းလုံးသားကို1500ပေးပြီးရောကကျွေးမဝယ်ပဲချစ်အခုတော့အားကိုရရှိရကြုံကိုတော့မေးပဲဖြစ်ဖို့ရအိမ်ပြီးပြတဲ့တဲ့ကောင်မလေးမှကျင်တာနှွေးတယ်လဲဝဲနောက်ဆုံးတော့တီးခဲ့တယ်တကယ်မင်းမချစ်ခဲ့လေမင်းနဲ့တွေ့နေကြတဲ့ခွင်းနဲ့ရောင်းငါမျက်ရည်ကျနေလို့ဖြစ်တိတ်ပြီးဖားနေတဲ့တောင်မှတငယ်ချင်းဖြစ်ခဲ့မပေါ်ဆိုနိုင်ချင်းကဆိုကြဖြစ်တာတွေတော့ပြတ်တဲ့နာတွေအားနဲ့မျိုးမျိုးပြည့်ရှာနေဒါတော့တင်းကြီးခံပြီးခိုးခိုးချစ်တာလေငါမှတော့ယူနေအောင်ချစ်တာချစ်တတ်တဲ့လုံးသားမရှိရဲ့ဆိုသူတောင်းပေးမယ်မိုးရရင်မိုးချိုပြစ်ပါလေခုဆိုကြားနေပြီးတော့မိုးသက်တမ်းများနဲ့ရှင်ဝါကိုဓာတ်နဲ့ထိုးနဲ့ခံရခဲ့တန်ရောတဲ့ရာကြီးကကြိုးတက်ပြန်မရလဲခုဆိုနောက်ပဲနဲ့သူမကစားပွင့်နေမှာငါရဲ့တဲ့ကိုဘောလုံးလုံး